လှုပ်ဝက်ချက်တွေအထက်ထက်နဲ့ဖုံးလွှမ်းနေတဲ့မြေပြင်တစ်ခုအကြောင်းတင်ကြားဘူးပါသလား။ဒါကတော့ယူတာပြည်နယ်တဲကကောလာဟာလာတွေဝိုင်းဝိုင်းလည်နေတဲ့မြေကွက်လက်တစ်ခုပါ။ဒေသခံတွေကတော့ဒီနေရာကိုစက်ကင်ဝေါ်ကာရန်လို့ခေါ်ကြပြီးမှောင်သွားရင်အဲ့ဒီနားကိုတွားဖို့တောင်မဝင်ရဲကြပါဘူး။ဒီတောင်တန်းတွေပေါ်မှာအေယာမအလင်းလုံးကြီးတွေပြန်တန်းနေတာကိုတွေ့ရတယ်လို့ဆယ်စုနှစ်ချီပြီးသတင်းတွေထွက်ခဲ့တာပါ။ဒါပေမဲ့တိရစ္ဆာန်တွေတစ်ကောင်ပြီးတစ်ကောင်ပျောက်ဆုံးသွားတဲ့အခါမှာတော့အခြေအနေတွေကပိုပြီးစမ်းကြယ်လာပါတယ်။ဥပမာပျောက်သွားတဲ့မွေးမြူရေးတိရစ္ဆာန်တွေကိုပြတင်းပေါက်မရှိတဲ့အလုံးပိတ်ခန်းတွေထဲမှာပြန်တွေ့လာရတာမျိုးပါ။မျက်မြင်သက်သေတွေရဲ့အဆိုအရတော့ဒီတိရစ္ဆာန်တွေကိုတိုက်ခိုက်တာဟာတာမန်သားရဲတွေမဟုတ်ဘူးလို့ဆိုပါတယ်။တချို့ကလည်းဝန်ပုလွေနဲ့တူတယ်လို့ပြောကြပေမဲ့အရွယ်အစားကအကြီးကြီးဖြစ်နေပြီးလှုပ်ရှားပုံကလည်းတဘာဝမကျပါဘူး။ပိုပြီးထူးဆန်းတာကတော့အဲ့ဒီတတဝါတွေကိုတနတ်နဲ့ပြည့်ရင်တော့ဘာမှမဖြစ်တာပါပဲ။အဲ့ဒါကြောင့်စုံစမ်းစစ်ဆေးသူတွေကနိပညာမြင့်စက်ကရိယာတွေနဲ့စစ်ဆေးဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့အကြောင်းပြချက်မရှိဘဲအာယုံခံကရိယာတွေအကုန်လုံးရုတ်တရက်ပြတ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူတေသီတွေဟာမြေအောက်ကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့အချက်ပြလိုင်းတွေကိုထောက်လှမ်းမိခဲ့ကြတယ်။သူတို့တွေပိုပြီးနက်နဲစုံစမ်းလေဒီခြံကြီးကပိုပြီးတိတ်ဆိတ်ချောက်ချားလာလေပါပဲ။နောက်ဆုံးမှာတော့အစိုးရကဒီမြေကိုဝယ်ယူလိုက်ပြီးဘာသတင်းအချက်လက်မှထုတ်မပြောတော့ပါဘူး။ကြည့်ရတာတချို့နေရာတွေကနားလည်အောင်စူးစမ်းဖို့ထက်ဝေးကနေရှောင်ရမယ့်နေရာတွေဖြစ်ပုံရပါတယ်